အပြင်မှာညီလေးအကြောင်းတွေတွေ့ဘူးတယ်ဟိုဒီ YouTube ဒီတင်ထားတဲ့ post တွေမှာဒါပေမဲ့စုံလိုက်မယ်လို့မတင်ထားဘူးဟုတ်တယ်ဟုတ်ကလေးတော့လည်းဖြစ်တာပေါ့မကြိုက်ကိုယ်အားသာခြင်းနဲ့ကိုဖြစ်သွားရလို့ဖြစ်သွားပြီစိတ်ထဲကိုအဲ့လိုဖြစ်တော့ဒါပြောကျွန်တော်လုံးဝစိတ်ထဲမနေတော့ဒီရုပ်ဆောင်လာပြီးမားပါတယ်လို့ပြောနေတာပေါ့ပြည်နာနဲ့ပြည်နယ်ဟာအရင်ရှိခဲ့အဲ့လိုပြောတာရဟုတ်တော့ဘယ်လိုဖြစ်လဲစိတ်ကစားချက်အဲ့ဒါဘလုံးမဖြစ်တော့ဘူးကအရင်တော့ငငယ်တော့ဖြစ်တာပေါ့အဲ့ဒါမှပြောလို့ရှိရင်ဒါလည်းပေါ့သူကတော့ဟောသူတို့ကိုချစ်လို့ပြောရလို့ပဲစိတ်ထဲအဲ့လိုပဲဖြစ်သွားတယ်သူကသူနေသားကြတော့အားသာချက်တွေပြောတာဟုတ်တယ်ကိုယ်အားသာခြင်းနဲ့ကိုဖြစ်သွားရလို့ဖြစ်သွားပြီစိတ်ထဲကိုအဲ့လိုဖြစ်သွားဒါပြောကျွန်တော်လုံးဝစိတ်ထဲမနေတော့ဟုတ်တယ်ဟုတ်ကလေးတော့လည်းဖြစ်တာပေါ့မကြိုက်ရတာတော့ဟောပေါ့နည်းနည်းပေါ့ဟိုဟာ fighting တွေပိုင်းနည်းနည်းလေ့ကျင့်ပြီးတော့ပြင်ဆင်ခဲ့ရတာဒါပါပဲစိုးရိမ်စိတ်ကိုရှိတာအရင်တော့စိုးရင်တော့မရှိဘူးပေါ့စိုးရင်ရှိတော့ရှိတယ်အရင်တော့မရှိဘူးအဲ့ဒီဆိုတော့စနေလာတော့ကန်တယ်လိုက်တဲ့အချိန်မှာဘယ်လိုလဲဆိုတော့စိတ်ထဲတော့ပျော်သွားတာပေါ့အဲ့ရတဲ့ကောင်တကယ်ပါဖိုက်တာတာဟုတ်ဖိုက်ရတာတော့ခဏခဏပြန်ရိုက်ရတယ်ဟုတ်ပြောမှာပါကိုယ်နဲ့ကိုင်းညီတဲ့ဟာကိုအစင်နေတာမျိုးဆိုတော့ပြောမှာအခုတော့ငယ်ရကကိုယ်ဆောင်ရဲဆိုတော့အမေစိုက်ခဲ့တာငယ်တော့ဒီရုပ်ဆောင်တော့ဝါသနာကြီးတော့ပါခဲ့တာမဟုတ်ဘူး။အမလေးကိုနဲ့ကဘယ်လိုပြောမလဲအစင်ပြေတယ်ပေါ့။ကိုနဲ့အစင်ပြေတယ်ဆိုပြီးတော့လုပ်ပြနေတဲ့ဝါသနာပါလာလို့ပေါ့။အစကလေးကတော့အပြင်မှာညီလေးအကြောင်းတွေတွေ့ဘူးတယ်ဟိုဒီ YouTube ဒီတင်ထားတဲ့ post တွေမှာဒါပေမဲ့စုံလိုက်မယ်လို့မတင်ထားဘူးမတင်ထားနဲ့အမှတ်မတင်စုံလိုက်တော့ဟိုဝမ်းလဲဝမ်းသာပါသေးမှာဘာလို့ဆိုတွေ့လဲတွေ့ကျင်နေတာတော့သူကစိတ်ကောင်းတယ်ရိုးသားတယ်ရိုးရှင်းတယ်သူကလည်းပြောတာဘာဖြစ်အခုဆိုရင်ဒီကရှိနေတွေ့ရတယ်ဟိုမတရားလက်ပေါ်လေးရိုက်ကြရတော့ခံစားရတယ်ပေါ့ဘာဖြစ်ကွာတူတန်းနေရဆိုအဲ့ဟာလေးလည်းပြောပါလေကျွန်တော်ကျင်နေရနေပြောတယ်ပေါ့ဘယ်လောက်ပဲလိုက်ရတယ်ကောင်းမှတော့အရင်ကနည်းနည်းလေးပါပဲနည်းနည်းလေးဆိုတော့သူကလည်းသိတော့နားရတယ်ညီလေးအရှိကားလေးဖြစ်တယ်ဆိုတော့အရှိတာဘာလို့ဒီခါမှာဆိုတော့ပြိတ္တတွေကိုလေးချုပ်ပြထားတယ်ဟောဒီရုပ်ဆောင်လာပြီးမားပါတယ်လို့ပြောနေတာပေါ့အဲ့ဒါပါပဲဒါတခုရဲ့အားသာချက်လေးကိုပြိတ္တတွေကိုလေးပြင်နေကြတယ်ချစ်ပေးကြအောင်ဟုတ်ပါပဲဘာလို့ဖြစ်နေမှာလဲဆိုတော့ဒီလေးပဲညီလာလေးတို့အားသာချက်ပေါ့ရဲရှိရဲတာလေးကိုချစ်ပေးကြအောင်ကိုယ့်ရဲ့ထူးခြားနေတဲ့အကြောင်းအရာတွေအားလုံးကလူတွေအတွက်ပေါ့နော်စိတ်ဝင်စားစရာဖြစ်တာကိုလက်ခံတယ်ဆိုရင်ကျေးဇူးတင်နေပါတယ်သူကရန်စင်ပဲကျွန်တော်လည်းလက်ခံပြီးတဲ့တော့ပေါ့ကျွန်တော်နိုင်တယ်ပါ